Hi အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ချောကစင်ကာပူမှာလူငယ်တွေကြားအရန်ရည်ပဲစားနေတဲ့ Ice Cream of the Museum ကိုတွားပြမှာဖြစ်ပါတယ်ဒီနေရာကလေပန်းအောင်ကြိုက်တဲ့ main ကလေးတွေတို့ Pinky Girl လေးတွေပေါ့နော်ပြီးတော့ဒီ Inner Child Healing လုပ်ချင်တဲ့သူတွေအထူးသဖြင့်လာသင့်ပါတယ် Museum ကြီးကလေဝင်ပေါက်ကနေစပြီးတော့အကုန်လုံးပန်းအောင်လေးတွေကြီးနေပဲ decoration လုပ်ထားဖြစ်ပါတယ်အရန်ကိုချစ်ဖို့ကောင်းပါတယ်ချောလို့ပန်းအောင်မကြိုက်တဲ့လူတော်မှလေတွားရတာအရန်တဘောကြတာပဲဒါကတော့တစ်ကက်ဈေးတွေဖြစ်ပါတယ်ချောတို့ကတော့40ခွန်ဟာ2ခုဝယ်ခဲ့ပါတယ်ကဲလက်မှတ်ဝယ်ပြီဆိုတော့အထဲကိုတူတူဝင်ကြမယ်နော် like ခဲ့နော်သူကအထဲမှာ ice cream တင်းပြင်ထားတဲ့အခန်း12ခန်းရှိရလို့ပြောပါတယ်အထဲမှာလည်းရေခဲမုတ်တွေကို limit မရှိပဲနဲ့ကိုကြိုက်တဲ့လောက်စားလို့ရတယ်လို့ပြောပါတယ် ice cream flavor တွေကလည်းအများကြီးဆိုတော့ချောကတော့ရင်ခုန်နေပါပြီဒါကတော့သူတို့က ticket ကို scan ဖတ်ပေးပြီးတော့လက်မှာဒီဝင်ခွင့်လက်မှတ်လေးကိုပတ်ပေးပါတယ်ကဲအထဲရောက်ပါပြီဒါကတော့သူတို့ပေးတဲ့ voucher နှစ်ဆောင်မှာချောကတော့အပြန်ကြမှာ souvenir ဝယ်မှာဖြစ်ပါတယ်ပထမဆုံးအခန်းလေးမှာတော့သူတို့က ice cream passport ပေးပါတယ်ဒီစာအုပ်လေးထဲမှာဒီလို game ကစားစရာလေးပါတာပေါ့နော်ပြီးတော့ဒီ name tag လေးပေးပါတယ် my ice cream name ဆိုပြီးကိုယ့်ရဲ့ nickname လေးထည့်ပြီးတော့ဒီနာမည်လေးတက်ရေးလို့ရတာပေါ့နော်ဒါကတော့ဒုတိယအခန်းမှာဖြစ်ပါတယ်ဒုတိယအခန်းမှာတော့ဒီလိုပုံလေးတွေအများကြီးထားပြီးတော့ခလုတ်ကလေးကိုနှိပ်ကြည့်လို့ရှိရင်အထဲမှာ ice cream နဲ့ပတ်သက်တဲ့ accessory လေးတွေကိုမြင်ရမှာဖြစ်ပါတယ်ချောကတော့အရန်စိတ်ဝင်စားဖို့ကောင်းတာမလို့အကုန်လုံးကိုရှောင်းနှိပ်ကြည့်ခဲ့ပါတယ်သူကလေတခန်းလုံးမှာရေခဲမုတ်တွေပန်းရောင်တွေကြီးပဲသူကအကုန် decorate လုပ်ထားတာအရန်ကိုလှပြီးအရန်မိုက်တယ်အကုန်လုံးတပုံပတ်ရိုက်လဲအကုန်လုံးလှနေမှာဖြစ်ပါတယ်ဒါကတော့ဒီမှာ ice cream နဲ့ပတ်သက်ပြီးတော့ quiz လေးဖြေလို့ရမှာဖြစ်ပါတယ်သူမေးတဲ့အဖြေကိုအဖြေမှန်ကိုအောက်ကကိုမှန်မယ်ထင်တဲ့ဟာကိုနှိပ်ကြည့်ရမှာဖြစ်ပါတယ်ဒါကတော့အဖြေမှန်သွားရင်သူကဒီလိုလေးပေါ်တာပေါ့နော်ပြီးတော့နောက်ထပ်မေးခွန်းဖြစ်ပါတယ်နောက်မေးခွန်းကိုတော့ချောကဖြေကြည့်မှာဖြစ်ပါတယ်marshmallow ဟီဟီကျင်းထဲမှာပါ bubble gum ယေဒီတစ်ခါတော့မှန်သွားပါပြီဒါကတော့ရေခဲမှု flavor အစုံကိုနံရံမှာကပ်ပေးထားတာဖြစ်ပြီးတော့အထဲကိုဖွင့်ကြည့်လို့ရှိရင်ဒီ flavor နဲ့ပတ်သက်တဲ့ history ကိုရေးပေးထားတာဖြစ်ပါတယ်ချောတို့နှစ်ယောက်ကတော့ vanilla flavor crazy လေးတွေမလို့ vanilla ice cream ကိုလိုက်ရှာကြည့်ခဲ့တာမတွေ့ခဲ့ပါဘူးဒီနောက်အခန်းမှာတော့ရေခဲမုတ်တက်တူးလေးတွေကိုအလကားကပ်ပေးရဖြစ်ပါတယ်ချောကတော့ရေခဲမုတ် milkshake လေးကိုကတ်ကြည့်ခဲ့ပါတယ်အရင်ချစ်ဖို့ကောင်းတယ်ဒီမှာကလေ service အရင်ကောင်းပြီးတော်တော်စိတ်ရှည်ကြပါတယ်ချောကိုနေခုတည်းတစ်ခုရွေးခါပြီးတော့တိတိကျကျကပ်ပေးပါတယ်အရင်ချစ်ဖို့ကောင်းတာပဲချောတော့အရင်တဘောကြရအခုဒီလည်းမကော်လေးပါဘူးအဲ့တက်တူးလေးက quality လေးအရင်ကောင်းပါတယ်ဒါကတော့နောက်အခန်းရောက်ပါပြီသူကတော့ကစားကွင်းလိုမျိုးအခန်းလေးပေါ့နော်ကလေးလေးတွေအကြိုက်ဒီကစားဖို့ activity လေးတွေပြင်ဆင်ထားတာဖြစ်ပါတယ်ဒီအခန်းမှာကတော့ရေခဲမုတ်ကျွေးတဲ့အခန်းဖြစ်ပါတယ်ရေခဲမုတ်ရတာတွေကလေ6မျိုးတောင်ရွေးလို့ရတာဖြစ်ပြီးတော့ limit လည်းမရှိပါဘူးကိုယ်စိတ်ကြိုက်ချက်တယ်လို့စားလို့ရပါတယ်ရတာတွေကလည်းတော်တော်အဆင်ပြေတာမလို့ချောကတော့အရင်တဘောကြပါတယ်ချောကတော့ mulberry ရယ် chocolate ရယ် vanilla ရယ်ဆိုပြီးတော့3မျိုးရွေးစားကြည့်ခဲ့ပါတယ် Just vanilla? Maybe try mulberry or strawberry. And one strawberry please. ဒါကတော့နောက်အခန်းဖြစ်ပါတယ်သူက alphabet လေးတွေ number တွေလည်းရှိပြီးတော့ကိုရေးချင်တဲ့အရာလေးတွေကိုနှစ်ရံမှာဒီတန်လိုက်ကလေးတွေပေါ့နော်ကတ်လို့စစီပြီးကတ်လို့ရပါတယ်ချောကတော့ကိုယ့်နာမည်ကိုချောဆိုပြီးစာစီခဲ့ပါတယ်တလုံးကိုလိုက်ရှာခေါင်းနေအောင်မူးတယ်ကဲရှာတွေ့သွားပါပြီချောလေးပြေဆုံးသွားပါပြီတယောက်တည်းစော်နေအောင်ကောင်ကလေးကလည်းစော်ချင်လို့တဲ့အမသူစီချင်တိုင်းလာစီပေးသွားပါတယ်ကျေးဇူးတင်ပါတယ်သူစီချင်တိုင်းစီပြီးတော့ဗီဒီယိုရိုက်ခိုင်းလို့ရိုက်လိုက်ပါတယ်ကဲနောက်ခန်းရောက်ပါပြီထပ်ပြီးရေခဲမောကကျွေးပြန်ပါပြီအဲ့တော့ထပ်ပြီးစားခဲ့ပါတယ်
ဒီခန်းမှာတော့ရေခဲမုတ်ကတော့ flavor 2မျိုးရှိရပေါ့နော်သူကချိုချိုချင်းချင်းအရတာလေးပေါ့နော်မန်ဂိုရနဲ့လိုက်ချီရဆို2မျိုးရှိရချောတို့ကတော့မန်ဂိုရတာစားခဲ့ပါတယ် topping နဲ့ထည့်ပါတယ်စားပြီးတပုံပတ်ရိုက်ဒီခန်းကတော့ popsicle ရေခဲချောင်းခန်းလေးဖြစ်ပါတယ်ရေခဲချောင်းလေးတွေကို decorate လုပ်ထားတာပေါ့နော်ချောတော့တပုံလေးရိုက်ခဲ့ပါတယ်တပုံရိုက်ပတ်ပြီးပဲများပြီးတော့ရေခဲချောင်းထပ်ကျွေးတော့ရေခဲချောင်းလည်းထပ်ကျိတ်ခဲ့ပါတယ်ရေခဲချောင်းအရတာ2မျိုးရှိပါတယ်ထိုင်းထီနဲ့ပါရီလည်းမမှတ်မိတော့မမရရအဲ့ထိုင်းထီကတော်တော်စားကောင်းတယ်ချောကတော့အားရပါရစားခဲ့တယ်သူ့ရတာလေးကလေအဲ့လိုခါခါချိုချိုလေးနဲ့တော်တော်ဆန်းဆန်းလေးပေါ့နော်စားလို့ကောင်းတယ်ဒီခန်းက DJ ခန်းပေါ့နော်ကခဲ့ပါတယ်သူဖွင့်ထားတဲ့တချင်တိတ်မကောင်းဘူးချောခေါ်နေဆိုခဲ့ရဖြစ်ပါတယ်ကဲတန်းစီမယ်ဝီတန်းစီပြီးတော့ကောင်းမောင်းခဲ့ပါတယ်သူ့ကားရလှည့်လို့လည်းမရအောင်မတက်ရတဲ့တပုံရိုက်မယ်ဆိုတော့မတက်ရပေးရဟဲ့ဒါကတော့ဒီကြောင်းလိန်လေးကားဖို့တက်ပြီးတော့ချောစီရဖြစ်ပါတယ်အပေါ်ရောက်နေပြီပေါ့နော်အယောင်လေးရနုနုဖက်လေးအရင်ချစ်ဖို့ကောင်းတယ်ကဲချောစီမယ်ဝီနောက်တစ်ခါရောက်ပြီးရေခဲမုံကထက်ကျွေးပြန်ပြီဒီတစ်ခေါက်က flavor ရွေးလို့မရအောင်သူကဒီအရာ2မျိုးပေါ့နော်ပြထားအဲ့ထက်ပြီးတော့ကန်ဆန်းမဲပေါ့နော်တစ်ခုက Oreo တစ်ခုကကျတော့ဒါလည်းတော့မသိစားလို့ကောင်းတယ်အဲ့တစ်ခုကိုကြိုက်တယ် Oreo ကလေနည်းနည်းချိုချိုအီဖြစ်တယ် first bite စားလို့ဝါပြီဆိုတော့အီဖြစ်အောင်ဒန်းထက်စီမှာဖြစ်ပါတယ်အခုဒန်းကတော့ banana ဒန်းဖြစ်ပါတယ်ချောကမြောင်းနှစ်မှာမိုးရဆိုတော့လေငါပြောသေးမြင်မနေနိုင်ဘူးအဲ့လိုပဲရွာလိုက်ရမှာကဲဒီခန်းကတော့ချောကြိုက်ဆုံးအခန်းဖြစ်တယ်ပျော့ပျော့အီကစားကွင်းဖြစ်ပါတယ်ဟုတ်ပါတယ်အားရပါရတက်ခုံခဲ့ပါတယ်ရဲ့ဒါကတော့အခန်းလေးအားလုံးရဲ့တဝက်ကျိုးသွားပြီဖြစ်ပါတယ်ဒါတော့9ခန်းမြောက်ပေါ့နော်တရောင်ဆုံး DJ လေးလိုမျိုးလေးရေခဲမုတ်လေးတွေကို lighting အစုံနဲ့ decorate လုပ်ထားတာဖြစ်ပါတယ်ကဲခန်းလာလေးတွေ့ပြီဆိုရင်ရှူတင်စပါမယ်ပဲများမယ်တပုံရိုက်မယ် cheese ဒီခန်းလေးတပုံရိုက်လို့အရင်လှကဲနောက်ခန်းကတော့ငပြောဒီခန်းကြီးဖြစ်ပါတယ်ငပြောဒီအများကြီးချိန်ထားပန်းရငပြောဒီလေးနဲ့အဝါရငပြောဒီလေးပေါ့နော်ထုံးစံအတိုင်းမြောင်းမှာတော့ငပြောဒီအရင်ကြိုက်ပါတယ်ငပြောဒီအကုန်လုံးပတ်ပြီးကြည့်ခဲ့ပါတယ်ငပြောဒီကြားတယ်လေရှောက်ဝင်လို့ဝင်နေအမှပျော်ခဲ့တာပေါ့နော်ငပြောဒီတွေကိုတောင်းခံထားပြီးတော့တပုံရိုက်လို့ရှိရင်အရင်လှမှာပါအဲ့တော့ရိုက်ကြည့်ခဲ့ပါတယ်နောက်ခန်းမှာကတော့ postcard လေးထားပေးထားတာပေါ့နော်ကိုရေးချင်တဲ့စာလေးတွေကိုရေးပြီးတော့ mail box ထဲကိုထည့်လို့ရပါတယ်ချောကတော့စာတစ်စောင်ရေးပြီးတော့ mail box ထဲကိုထည့်ကြည့်ခဲ့ပါတယ်ကဲဒီခန်းမှာလည်းရေကင်းမထက်ကျွေးပါတယ်အရသာကတော့3မျိုးပေါ့နော်အဲ့ထဲကကိုကြိုက်တာရွေးစားလို့ရပါတယ်ချောကတော့ဘိုက်နည်းနည်းဝါနေရော dark chocolate တစ်မျိုးပဲစားကြည့်ခဲ့ပါတယ်ခါခါတက်လေးတော်ကောင်းတယ်ပြီးတော့ဒီခန်းမှာကစားစရာဒီ paper doll လေးပေါ့နော်ထားပေးထားတာဖြစ်ပါတယ်ချောလည်းတစ်ခုယူပြီးတော့စော့ကြည့်ခဲ့ပါတယ်သူ paper doll ကလေပြီးစလွယ်လုပ်ပေးထားမှာမဟုတ်ပဲနဲ့ဒီဖြုတ်လို့တော့မှတော်တော်လွယ်ပြီးတော့နော်ပုံမှန်ဆိုဒီစာရွက်တွေကပြဲတက်တယ်လေဖြုတ်လို့ရှင်သူကတစ်ဖက်တစ်ချက်နဲ့တော်တော်လွယ်တယ်ပေါ့နော်သူတို့အေးဆေးဆေးပဲပြုတ်လာတာကဲဆက်လုပ်ပြီးသွားပါပြီတန်တန်တန်ရန်ချစ်ဖို့ကောင်းတယ်ဟိချောနဲ့တူတူဆော့ပေးလို့ကျေးဇူးတင်ပါတယ်ဒါကတော့နောက်ဆုံးအခန်းဖြစ်ပါတယ်သူကတော့ sprinkle pool ကြီးပေါ့နော်ဒီထဲမှာဝင်ပြီးတော့ကစားလို့ရပါတယ် sprinkle တွေအများကြီးပဲခုကတော့အထဲကိုဝင်ပြီးကစားနေရဖြစ်ပါတယ်အထဲကိုရောက်ပါပြီဒီနေရာမှာတပုတ်ရိုက်လို့ရှိရင်အရင်လှမှာဖြစ်ပါတယ် sprinkle pool ကြီးထဲမှာရေကူးနေရပါတန်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 ကဲအကုန်လုံးလည်းပိုက်ကစားပြီးပြီဆိုတော့ထုံးစံအတိုင်းနောက်ဆုံးခန်းကတော့ souvenir ခန်းဖြစ်ပါတယ်
ချောကတော့ဒီကနေပြီးတော့ပစ္စည်းနှစ်ခုဝယ်ခဲ့ပါတယ်ဒီပစ္စည်းနှစ်ခုပါသူက$25ကျပြီးတော့ voucher က$5 off ရတာဆိုတော့20ပဲကျပါတယ်ကုံလုံးလေးလဲပြီးပြီဆိုတော့ချောကတော့မောရရမယ်လို့အိမ်ပြန်ပြီးဖြစ်ပါတယ်အကစောင်းလေးကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးကို bye byeချောရဲ့ content တွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့အသေးလေးပေးပြီးတော့ like and follow လုပ်ဖို့မမေ့ပါနဲ့နော်